မျိုးသမီးကနှုတ်ဖြတ်ခါစကလေးကိုကရင်ပေါ်ပြစ်တင်ထားခဲ့ပြီးကက်ကျေးကိုဆွဲကာအိမ်ပြင်ကိုဝုန်းကနေပြေးထွက်သွားပါတယ်။မျိုးသားဖြစ်သူကဖနက်တောင်မစီးနိုင်ပဲခြေပလာနဲ့နောက်ကနေလိုက်သွားတဲ့အခါဇနီးတဲကရွာထိပ်ကကြောက်ရွံ့ရဲ့အိမ်ထဲကိုခေါင်းဆိုင်ဝင်သွားတာကိုတွေ့လိုက်ရတယ်။အဲ့ဒီမြင်ကွင်းကြောင့်အမျိုးသားရဲ့ရင်ဘတ်ထဲတစုံတစ်ခုနဲ့အထိုးခံလိုက်ရတယ်လို့ခန်းစားလိုက်ရပါတယ်။ကြောက်ရွံ့ဆိုတာကရွာထဲမှာနာမည်ကြီးတဲ့လူပြိုကြီးဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းကတင်သူ့မိန်းမကိုမျက်စိမိတ်အထားပေးထားသေးတာပါ။သူကနိုင်ငံကထင်းခုတ်သားကိုဆွဲပြီးအိမ်ထဲကိုပြေးဝင်ဖို့လုပ်တဲ့အချိန်မှာပဲအိမ်ထဲကနေကက်ကျေးညက်တန်တွေနဲ့တူသူ့မိန်းမရဲ့အတန်ကိုကြားလိုက်ရပါတယ်။ကိုလေးကြောက်ပိုတိုအောင်ညှက်ပေးပါတိုးလေကောင်းနေပဲဆိုတဲ့အတန်မှာပဲဒေါသတွေငယ်ထိတ်တက်သွားပြီးတကားကိုကန်ဖွင့်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အမျိုးသားကြောင့်အားသွားပါတယ်သူ့မိန်းမကခုံတန်းလျားပေါ်မှာထိုင်နေပြီးခါးအထိရှည်လျားတဲ့သပင်တွေကတော့ကက်ကျေးနဲ့အညက်ခံထားရလို့ခွေးကြိုက်ထားသလိုဖျို့ဖျဲဖြစ်နေပါပြီကြောက်ဖြိုကတော့လက်ထဲမှာကက်ကျေးကိုကင်ထားပြီးကျန်းပြင်ပေါ်မှာတော့မင်းနဲ့နေတဲ့သပင်တွေပြန့်ကျဲနေပါတယ်ဒီမြင်ကွင်းကိုမြင်တော့အမျိုးသားကမင်းယူသွားပြီလားလို့အော်ဟစ်လိုက်တာပေါ့ဇနီးတဲကမျက်ရည်တွေဝိုင်းနေတဲ့မျက်လုံးတွေနဲ့ရုတ်တရက်ထရက်လိုက်ပြီးမြို့ပေါ်ကဝန်တထေးကြီးကသပင်ဝယ်ချင်နေတာသပင်ရှည်လေးဈေးပိုရလေပဲတဲ့ကျမတို့အဖေအတွက်ဆေးပိုးငွေလဲလိုနေတာလေးလို့ပြောလိုက်ပါတယ်အဲ့ဒီတော့မှစပွဲပေါ်ကငွေအိတ်ကိုအမျိုးသားတတိထားမိသွားပါတယ်ကြောက်ရွံ့ကတရွေးတစ်ချက်ထွေးလိုက်ပြီးမင်းမိမကငါ့ကို3ရက်တောင်လာတောင်းပန်နေတာမင်းသူ့ကိုရိုက်တက်မှာဆိုလို့တဲ့ဒီသပင်တွေကိုငါဝယ်လိုက်ပြီးပတ်စံယူပြီးအခုချက်ချင်းထွက်သွားတော့လို့ပြောလိုက်ပါတယ်အမျိုးသားကတုံရင်နေတဲ့လက်တွေနဲ့ငွေအိတ်ကိုစုပ်ကင်ထားမိပါတယ်သူ့ဖခင်ကချောင်းဆိုးဝေဒနာခံစားနေရတာအတော်ကြာပြီဖြစ်ပြီးအိမ်မှာရှိသမျှအဖိုးတန်တာတွေလည်းအကုန်ရောင်းလိုက်ရပါပြီဒါပေမဲ့ဇနီးတဲရဲ့ဒီစပင်အရှိကြီးကတော့သူတို့လက်ထက်တုန်းကသူကိုယ်တိုင်ချစ်ပေးခဲ့တဲ့သပင်တွေပါဇနီးတဲကငွေအိတ်ကိုဆွဲယူပြီးမြို့ဘက်ကိုပြေးသွားပါတယ်အမျိုးသားကနောက်ကနေလိုက်သွားတဲ့အခါအပေါင်ဆိုင်ထဲဝင်သွားတာတွေ့လိုက်ရပြီးပြန်ထွက်လာတော့သပင်တွေကိုအဝတ်စုံနဲ့ပတ်ထားကရင်ခွင်ထဲမှာတော့ဆေးအိုးတစ်လုံးကိုပိုက်ထားပါတယ်အမျိုးသားကဆေးအိုးကိုဖွင့်ကြည့်လိုက်တော့အထင်းမှာမင်းနဲ့နေတဲ့ကက်ဆေးနဲ့ဆေးပတ်တီးတွေဖြစ်နေတာကြောင့်ဒါတွေကဘာလို့ဖို့လဲလို့မေးလိုက်ပါတယ်ဇနီးတဲကဆေးအိုးကိုပြန်လူယူရင်းဒါကကြားရိုးနဲ့လုပ်တဲ့ဆေးပတ်တီးလေးအဖေကိုကပ်ပေးရင်ဝေဒနာတက်တာမှာပါလို့ငိုရင်းပြောပါတယ်အဲ့ဒီညမှာဖခင်ဖြစ်သူကိုဆေးကပ်ပေးပြီးအိပ်ပျော်သွားတဲ့အခါဇနီးတဲကမိဖို့ကြောင့်ထဲမှာတကောင်နိုင်အောင်ငုတ်တုတ်လေးထိုင်နေပါတယ်အမျိုးသားကအပြင်ထွက်ကြည့်တဲ့အခါဇနီးတဲကရေစီပိုင်းကိုကြည့်ပြီးငင်းနေတာကိုတွေ့လိုက်ရတယ်ခေါင်းမှာပတ်ထားတဲ့အဝတ်စုပ်ကနေသွေးတွေစိမ့်ထွက်နေတာကြောင့်ကြည့်လိုက်တဲ့အခါကက်ကျေးနဲ့ညက်တုံးကဥယေကွန်ကိုထိသွားပြီးအနာကပြည်တည်နေတာကိုတွေ့လိုက်ရပါတယ်တတိယမြောက်နေ့ညမှာတော့အမျိုးသားကတစုံတစ်ခုရဲ့အတန်ကြောင့်လန့်နိုးလာပါတယ်ဇနီးတဲကအိမ်မှာမရှိတော့ပါဘူးသူကကြောက်ရွံ့အိမ်ကိုပြေးသွားပေမဲ့အိမ်ကဟာလာဟင်းလင်းဖြစ်နေပါတယ်အိမ်ကြီးချင်းကမင်းမိမတောင်ပေါ်ကိုဆေးမြစ်သွားရှာတာချင်းတောင်လေးလဲပါသွားတယ်လို့ပြောပါတယ်တောင်ပေါ်မှာဝင်းပလွေတွေရှိတာကြောင့်အမျိုးသားကဓာတ်တစ်ချောင်းဆွဲပြီးတောင်ပေါ်ကိုပြေးတက်သွားပါတယ်တင်ချိုင်းကုန်းသားရောက်တော့မြေကြီးကိုလက်နဲ့တူးနေတဲ့ဇနီးတဲကိုတွေ့လိုက်ရတယ်လက်သေးကြားမှာမြေကြီးတွေသွေးတွေနဲ့ပြည့်နေပြီးလာရောင်အောက်မှာတော့လေဘင်းကအနာကပိုဆိုးနေတာကိုမြင်လိုက်ရပါတယ်မင်းအသက်ကိုမနှက်မျောဘူးလားလို့အမျိုးသားကဆွဲခေါ်ပေမဲ့ဇနီးတဲကရုန်းကန်ပြီးဒီဆေးမြစ်ကအနာပြောက်တယ်လေဆေးဆိုင်မှာဝယ်ရင်ငွေပြား90ပေးရတာအဲ့ဒီပတ်စံရှိရင်အဖေအတွက်3ရက်စာဆန်ပြုတ်ဝယ်လို့ရတယ်လို့တုံရင်နေတဲ့အတန်နဲ့ပြောပါတယ်အမျိုးသားကအားရင်တွေကုန်ခန်းပြီးပြိုလဲသွားပါတော့တယ်သူ့မိမတကောင်ရံမှာအပြင်ထွက်နေတာကဖခင်အတွက်ဆေးရှာပေးဖို့ပါပဲအိမ်ပြန်လန်းမှာဇနီးတဲကအဖျားတက်လာတာကြောင့်အမျိုးသားကသူ့ကိုကြောပိုးပြီးပြန်လာခဲ့ရပါတယ်ဇနီးတဲကသူ့ကြောပေါ်မှာတရွက်လိုပေါ်ပါနေတယ်လို့သူခံစားလိုက်ရတယ်အိမ်သားရောက်တော့ဇနီးတဲကတိုးတိုးလေးပြောပါတယ်သပင်ရောင်းလို့ရတဲ့ငွေ3ပြားတွေကဆေးဖို့ကတပြားပဲကုန်တာကျန်တဲ့2ပြားကိုကျမမီးဖို့ကြောင့်အုပ်ကြားထဲမှာဝတ်ထားတယ်အဖေနေကောင်းသွားရင်ကျမကိုတစ်သားဆန်ထိုးလေးတစ်ချောင်းပဲဝယ်ပေးပါတဲ့အိမ်ရောက်လို့အုပ်ကြားထဲကိုကြည့်လိုက်တော့အဝတ်နဲ့ထုတ်ထားတဲ့ငွေစလေးတွေနဲ့အတူစာရွက်လေးတစ်ရွက်ကိုတွေ့လိုက်ရတယ်စာရွက်ပေါ်မှာတော့သားနဲ့အမျိုးသားကိုအားရှိအောင်အသားဝယ်ကျွေးပါလို့ရေးထားပါတယ်မနက်လင်းတော့ဇနီးတဲကဖျားပြီးစကားတွေရောက်နေပါတယ်အမျိုးသားကသူ့ကိုပွေ့ပတ်ထားတော့မှပဲဇနီးတဲရဲ့ရင်ခွင်ထဲကနေမတောက်နေတဲ့ပြောင်းဖူးမုံတစ်ချမ်းကိုတွေ့လိုက်ရတယ်ဒါကဘယ်တော့ကလေးကတိန်းထားမှန်းမသိပဲမှုတွေတောင်တက်နေပါပြီဒီမြင်ကွင်းကိုကြည့်ပြီးအမျိုးသားမှာရှိုက်ကြီးတင်ငင်ငိုကြွေးမိပါတော့တယ်ဆရာဝန်ရောက်လာပြီးအနာကအယမ်းနဲ့တယ်အရက်ပြန်နဲ့ဆေးရမယ်ခံနိုင်ရင်အသက်ရှင်မယ်မခံနိုင်ရင်တော့မလွယ်ဘူးလို့ပြောပါတယ်အမျိုးသားကမုံကိုရေစိမ်ပြီးဇနီးတဲကိုတိုက်ကျွေးကမြို့ကိုပြေးပြီးအကောင်းဆုံးအရက်ပြန်နဲ့တကြားနီကိုသွားဝယ်ပါတယ်အနာကိုဆေးတဲ့အချိန်မှာဇနီးတဲကနာလုံးလိုနှက်ခမ်းကိုကိုက်ထားပေမဲ့အတန်တစ်ချက်မထွက်ပါဘူး3ရက်ကြာတော့ဇနီးတဲတတိယလာပါတယ်အမျိုးသားကတစ်သားချောင်းလေးကိုစံထိုးပုံစံလုပ်နေတာကိုတွေ့လိုက်ရတယ်အမျိုးသားကတစ်သားစံထိုးလေးကိုဇနီးတဲရဲ့သပင်မှာပန်ပေးရင်မင်းနေကောင်းသွားရင်ငွေစံထိုးဝယ်ပေးမယ်လို့အတိပေးလိုက်ပါတယ်ဇနီးတဲကတစ်သားဆန်ထိုးလေးကိုကင်ပြီးပြုံးနေပါတော့တယ်အပြင်မှာတော့ဖခင်ဖြစ်သူကမြေးလေးကိုပွေ့ချီပြီးနေပူစာလုံးတွေကကလေးရဲ့ရေတံလေးတွေကလည်းလွင့်ပြက်နေပါတော့တယ်လောကကြီးကဘလောက်ပဲခက်ခဲပါစေတဦးပေါ်တဦးယုံကြည်မှုနဲ့မေတ္တာရှိမယ်ဆိုရင်တော့ဒီခါးသီးတဲ့နေ့ရက်တွေကိုချုံငိမ့်တဲ့ရလက်တွေအဖြစ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်ဇနီးမောင်နှံကြားကမေတ္တာတရားကဘလောက်ထိအားကောင်းတယ်လို့ထင်ပါသလဲ